အရင်ဆုံးစမိုင်း1နဲ့ဝင်မယ်အဲ့ဒီမှာလို့ဒီကောင်နဲ့ဝင်မယ်ပြီးကြရင်ကိုချိတ်ချင်တဲ့ကိုအကောင့်တစ်ခုနဲ့ချိတ်ပေးရမှာပေါ့နော်ဥပမာ Google တို့ Facebook တို့ Apple တို့ဟိုဟာလို့ရှိမယ်ကိုက Google ကိုရွေးလိုက်မယ်ကိုရဲ့အကောင့်တစ်ခုချိတ်ပေးရမယ်မဆိုဝင်နေပေါ့နော်အမှဆိုအခုချင်းတို့ region ကြောင်းဘရာဇီးဆိုရင်ဘရာဇီး region ကြောင်းဝင်ပြီးရောက်ချင်းရင်ကုတ်ထည့်မယ်ဆိုရင်အရင်ဆုံးဒိုင်းမမွယ်ခင်ကုတ်လေးထူထည့်ရဒီထဲဝင်ပြီးရောက်ချင်းကိုဝယ်ယူလာတဲ့ကုတ်ကိုအရင်ဆုံး copy တော့ကူးလိုက်မယ် copy ကူးပြီးဒီထဲထည့်လိုက်အဲ့မှာလောက်ပြီးဒီဟာလေးကိုနှိပ်လိုက်ဒီဟာလေးနှိပ်မှာ coin 300ရမှာ coin 300နဲ့ဝယ်မှာဖြစ်ပါကိုက coin ဖြည့်ပြီးသွားပြီဆိုရင်အဲ့ဒီ mobile လေးကျယ်လေးကိုရွေးမယ်ဒီမှာကျတော့ကိုထည့်ချင်တဲ့ ID ထည့်မယ်ပြီးရောက်ရင်ဒီမှာ server ID ပြီးရောက်ရင်အမှာ weekly ဘက်ကိုရွေး weekly ဘက်ရွေးပြီးဒီမှာ smile ဟာလေးကိုရွေးလိုက်အဲဆိုရင်မှာဒီဟာလေးကိုနေအဲဆိုဒီမှာဖြည့်ပြီးသွားပြီဒီဟာဆိုဖြည့်ပြီးသွားပြီနေအဲဆိုပြီးသွားပြီ weekly ဘက်ဖြည့်ပြီးသွားအဲဆိုခွန်ကြံကြည့်မယ်ဆိုရင်ဒီဟာ profile လေးကိုနေပြီးရောက်ရင်ဒီဟာလေးကိုနေအဲဆိုရင်မှာခုနထည့်ပြီးတဲ့ဟာမှာ230ဖြစ်နေအစ300 pro အနေနဲ့ smile code ဝယ်ယူနေတာပဲဖြစ်တယ် smile code ကောက်ဝယ်ယူနေတာပဲဖြစ်တယ်ကျွန်တော် Telegram account မှာဝယ်ယူလို့ရနေပါပြီအားလုံးပဲကိုလက်ပါတဲ့